သွားပါတယ်။အဲ့နားမှာခွေးလေးတစ်ကောင်လည်းရှိနေရကြောင်းလူဖီကမြောက်တဘာဝပျောက်ဆက်ဆက်သွားလို့တဲ့အတွက်တောက်ခွက်ကိုအကိုက်ခံလိုက်ရပြီးနာမီကဆောင်းဝင်ရဲ့တော့ကိုလာပေးခဲ့ပါတယ်။ဒါပေမဲ့တော့ကိုအနားမှာရှိနေတဲ့ခွေးလေးကကောက်ပြီးမျိုးချပစ်လိုက်တဲ့အတွက်မြောက်နဲ့ခွေးနောက်တစ်ချိန်ကိုက်နေကြတဲ့အချိန်မှချစ်တဲ့စီးထားတဲ့မိုဂျီကရောက်လာခဲ့ပါတယ်။ဒီကဘာပေါ်မှာသူမလေးကြည့်ပေးနိုင်တဲ့ duration ဆိုတာမရှိဘူးလို့ပြောရင်သူ့ကိုရန်လိုနေတဲ့ချူချူအနားကိုကတ်သွားပေးမယ်ချက်ချင်းအကိုက်ခံလိုက်ရပါတယ်။အဲ့အချိန်နာမီကတော့မြေရောက်ခန်းထဲမှာဓမြတိုက်ထားတဲ့ရတနာပုံကြီးကိုရှာတွေ့သွားပေးမယ်အခန်းထဲမှာမူးနီရဲ့ဘက်ကီရဲ့တပည့်တစ်ယောက်ရှိနေတဲ့အတွက်နာမီလည်းမိမတို့မာယာနဲ့လှည့်ပြားပြီးတီးထုတ်ပေးလိုက်ပါတယ်သူပြန်တိုက်တဲ့အချိန်မှာလည်းဘက်ကီကသူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီးရှောင်လိုက်တဲ့ကြောင့်ရာဘာလူသားလည်းအနှဲငယ်အုံနောက်ချလာခဲ့ပါတယ်ဒါပေမဲ့အစတည်းကအုံနောက်မသုံးတဲ့ကောင်ဖြစ်လို့နောက်ထီးရဲ့သူဘသူ့မှအလွတ်မပေးဘူးလို့ပြောရင်းနဲ့နာမီစီကိုဥတီတက်ခိုက်လိုက်ပေမဲ့လူဖီကကြံခဲ့တဲ့ဘက်ကီရဲ့အောက်ပိုင်းပေါင်ကြားတဲ့ကိုကန်ထည့်လိုက်ပါတယ်လူဖီကတော့သူစော်လိုက်တာဖြစ်တဲ့အကြောင်းထပြောလိုက်ပါတယ်မင်းတို့ကဘသူတွေလဲဆိုတဲ့မိကုန်းကိုပါပစုံအောင်နောက်နဲ့ကောင်ကပင်လေတွေများတွေလို့ပါချက်ချင်းအဖြေပေးလိုက်တဲ့အတွက်ဇိုရိုကတော့ရီနေုံပဲတက်နိုင်လိုက်ပြီးအနားမှာရတနာတို့တထုပ်ကိုတွေ့သွားခဲ့ပြီးပျက်စီးသွားတဲ့သူတို့မျိုးကိုပြုတ်ပြမှုလိုတဲ့အတွက်လူဖီကဘယ်ရီ9 သန်းနဲ့ရတနာတထုပ်ကိုတမင်ထားပေးခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်နာမီဆုံးမတာကိုကောင်းကောင်းကြီးခံနေရတဲ့အတွက်ဇိုရိုကတော့သူတို့ကိုကြည်ရင်ပဲရီနေခဲ့ပြီး